မင်္ဂလာပါမိတ်ဆွေတို့ဒီနေ့မှာတော့ကျွန်တော်တို့စစ်တိုက်ပြီးတော့တိုက်ပွဲတွေမှာအနိုင်ရရှိတယ်လို့ရှိတယ်လို့စစ်မတိုက်ဖင်နဲ့အနိုင်ရရှိတဲ့အခါမှာအခုဒီနေ့ဆိုလို့ရှိရင်ကျွန်တော်တို့လာရှုမြို့ကြီးကိုမြန်မာနိုင်ငံရဲ့အုပ်ချုပ်မှုအောက်တွေကိုပြန်ရောက်တဲ့နေ့လို့ပြောလို့ရပါတယ်အဲ့ခါမှာလူတွေကစစ်မတိုက်ဘူးစစ်တပ်တိုက်မရှိဘဲနဲ့ရတာပုံမကောင်းဘူးလားခင်ဗျာတရားနဲ့ပတ်သက်ပြီးတော့တိုက်ပွဲတွေမှာစစ်တိုက်ပြီးတော့အနိုင်ရရှိတဲ့အခါမှာတစ်ဖက်နဲ့တစ်ဖက်ထိခိုက်နစ်နာမှုတွေအာဃာတတွေအမုန်းတရားတွေပိုများပါတယ်အခုလို့အသိဉာဏ်မြင့်တဲ့လူတွေကြတော့နားလည်မှုနဲ့ဖလှယ်တဲ့အခါမှာတစ်ဖက်လုံးမှာရှိနေတဲ့လူအရင်းမြစ်တွေအပြုံးနှီးပဲနဲ့တစ်ဖက်နဲ့တစ်ဖက်ပြည်ပြည်လေလေနဲ့သူ့ရဲ့လူရင်းဆန္ဒကိုယ့်ရဲ့လူဆန္ဒကိုနှီးနှိုင်းပြီးတော့အခုလိုမျိုးနေနေတွေကိုပြန်လည်ပိုင်းခြားပြီးတော့စုခွာပေးတာတွေတက်ပြီးတော့ယူတာတွေဟာလူသားကိုယ်စံနေလို့ကျွန်တော်ရှင်းနေပါတယ်ဒီဟာနဲ့ပတ်သက်ပြီးတော့ကမ္ဘာပေါ်မှာလည်းတကယ်ကိုဒီစစ်တေနာပတိတွေဟာစစ်မတိုက်ဖင်နိုင်ခဲ့တယ်ဆိုတော့အမိုင်းနေလေကျွန်တော်လေးလာဆက်ရှုရပါအဲ့ဒီခါမှာကျွန်တော်တို့စစ်ပွဲနဲ့ပတ်သက်လာလို့ရှိရင်တော့ကျွန်တော်တို့စွန်စုကဘာပြောလဲဆိုလို့ရှိရင်သွေးမြေမကြပဲနဲ့တိုက်ပွဲနိုင်ရတာအကောင်းဆုံးရတတ်လို့ဒါတရုတ်ရဲ့ပညာရှင်ကပြောပါတယ်ဒီလိုပဲနပိုလီယန်ကဘာပြောတယ်လဲဆိုလို့ရှိရင်နပိုလီယန်နဲ့ပတ်သက်ပြီးတော့သူစစ်မတိုက်ဖင်နဲ့နိုင်ခဲ့တဲ့အကြောင်းတွေရှိပါတယ်အဲ့ဒီစစ်မတိုက်ဖင်နဲ့နိုင်ခဲ့ရတဲ့အကြောင်းရင်းတွေကအဓိကအချက်သုံးချက်လှုပ်ဝက်ချက်တွေကိုကျွန်တော်တင်ပြပေးသွားမှာဖြစ်ပါတယ်ပထမတစ်ချက်စစ်ပွဲတစ်ခုကတော့စစ်ပွဲမှာနပိုလီယန်စီတက်မှုအရန်ပြန်တယ်rapid band ဆိုတဲ့စီတက်မှုမြန်လာရဲ့ aviation of Cossack ဆိုတဲ့ခေါ်တဲ့ view ဟာတွေခွဲပြီးတော့မှ Austria စစ်မြေပြင်ဝိုင်းထားလိုက်တဲ့အခါမှာစစ်မတိုက်ဖင်နဲ့အကုန်လုံးလက်နက်ချလိုက်ရတဲ့အနေအထားမျိုးရှိပါတယ်ဩစတြေးလျတပ်မှုကြီးဂျန်နရယ်မတ်ကနပိုလီယန်တက်တီဟာမြန်မြန်ဆန်ဆန်နဲ့ဘယ်လိုရောက်လာလဲမသိပဲနဲ့သူတို့အရှုံးပေးလိုက်ရတယ်ဆိုပြီးတော့စစ်သား3000ကျော်လက်နက်ချပြီးတော့နပိုလီယန်ဟာအဲ့ဒီစစ်ပွဲမှာအနိုင်ရရှိခဲ့ပါတယ်ဒါပထမနပိုလီယန်စစ်ပွဲတစ်ခုပါဒုတိယစစ်ပွဲတစ်ခုကတော့ diplomatic victory in 1814ဆိုတဲ့ဒီနိုင်ငံရေးရနိုင်တဲ့စစ်ပွဲတစ်မျိုးရှိပါတယ်အဲ့ဒါတော့သူကဒီစစ်ဘရင်နေနဲ့နော်ပရက်ရှားဘရင်နဲ့သူနှိမ့်နိုင်စစ်ဆက်ဆွေးနွေးပွဲလုပ်ပြီးတော့မှတစ်ဖက်ရဲ့ရန်ကိုစစ်မတိုက်ချင်မဲနဲ့လက်နဲ့ချကျင်လာအောင်နေမြေပြန်ပေးကျင်လာအောင်ဆောင်ရွက်နိုင်ခဲ့တဲ့အတွက်အဲ့တော့ diplomatic victory in 1840ဆိုပြီးတော့နပိုလီယန်ဟာပြင်သစ်ကိုပြန်ဝင်တဲ့အခါမှာစစ်မတိုက်ရဘဲနဲ့အနိုင်ရရှိခဲ့ပါတယ်အဲ့တော့ဒီဟာတွေကခုနကျွန်တော်ပြောတဲ့လှုပ်ဝက်ချက်ရဲ့နံပါတ်2ဖြစ်ပါတယ်လှုပ်ဝက်ချက်ရဲ့နံပါတ်3ကတော့ strategies of manifest လို့ခေါ်တဲ့စစ်မတိုက်ဖဲနဲ့အနိုင်ရခြင်းဟာအဓိကနော်စိတ်ပိုင်းဆိုင်ရာရန်သူတွေကိုဖိအားပေးခြင်းရန်သူတပ်များရဲ့အရှိန်ကိုဖျက်တောက်ခြင်းပဲဖြစ်ပါတယ်1900ပြည့်နှစ်ပြန်မှာဥရောပမှာတောအပ်စာစီတဲ့ရန်သူတွေရဲ့တီနီယာကိုမှန်မှန်စနိုင်အောင်လှည့်စားနိုင်ခဲ့ပြီးတော့မှစစ်ပွဲကိုနိုင်ခဲ့တယ်လို့ diplomacy ရစစ်ဆက်ဆွေးနွေးခြင်းဖြင့်လည်းပြင်သစ်နိုင်ငံကိုရရှိခဲ့ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့ရဲ့မြန်မာတပ်မတော်ဟာစစ်မတိုက်ဖင်တဲ့ကျွန်တော်တို့ဒီလာရှုမြို့ကိုပြန်လည်သိမ်းပိုက်နိုင်တယ်ဆိုတဲ့ဥစ္စာမဟုတ်ပါဘူးအချက်များစွာနဲ့ကျွန်တော်တို့မသိသေးသောတခြားသောအကြောင်းအရာအချက်လက်များစွာပါဝင်နေမယ်ဆိုတာကိုစဉ်းစားကြည့်နိုင်ဖို့ကျွန်တော်ဟာဒီနပိုလီယန်ရဲ့အကြောင်းနဲ့ဥတွဲပြီးသင်ပြပေးရခြင်းဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဘာပဲပြောပြောစစ်ပွဲတွေဟာတစ်ခါအကြဆုံးများပြီးတော့အထိကိဒဏ်ရာရတဲ့အခါအခုလိုမျိုးစစ်ဆက်ဆွေးနွေးခြင်းရတာနဲ့ပုံပုံကောင်းမွန်တဲ့ရလဒ်တွေကိုထွက်ပေါ်စေနိုင်တယ်ဆိုတာကိုတော့သတိပြုမိစေချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်